မျက်ရည်မကျစင်းနဲ့သားသမီးတိုင်းနားထောင်တဲ့အစာပေးလေးတစ်ပုဒ်ကိုကျွန်တော်ပြန်လဲမျှဝေပေးလိုက်ပါတယ်လောကမှာကျွန်တော်တို့အကြောက်ဆုံးအရာကဘာလဲလို့တယောက်ယောက်ကလာမေးရင်ကျွန်တော်တို့ချက်ပဲပြန်ဖြေမိမှာကအမေရဲ့မျက်ဝန်းထဲကမျက်ရည်တွေပါပဲအမေဆိုတာကျွန်တော်တို့ဘဝရဲ့ပထမဆုံးသောကဘာကြီးပါကျွန်တော်တို့လမ်းမလျှောက်တက်ခင်ကအမေကကျွန်တော်တို့ရဲ့ခြေထောက်ဖြစ်ပေးခဲ့တယ်ကျွန်တော်တို့စကားမပြောတက်ခင်ကအမေကကျွန်တော်တို့ရဲ့စကားပြန်ဖြစ်ပေးခဲ့တယ်ကျွန်တော်တို့ voice စာရင်အမေကအရင်ဆုံးတည်တယ်ကျွန်တော်တို့နေမကောင်းရင်အမေကအရင်ဆုံးပူပင်တယ်ဒါပေမဲ့ကျွန်တော်တို့အရွယ်ရောက်လာတဲ့အခါမှာတော့အဲ့ဒီမေတ္တာတွေကိုအမှတ်တမှတ်ဆိုပြီးမေးလျော့ပြလိုက်ကြတာများပါတယ်တခါတလေကျွန်တော်တို့ရဲ့စိတ်တိုတိုနဲ့ပြောလိုက်တဲ့စကားတစ်ခုစောင်းအောင်ပြီးလှုပ်လိုက်တဲ့အမူအရာတစ်ခုဟာအမေရဲ့ရင်ဘတ်ကိုဘလောက်တောင်ဓာတ်နဲ့မှုန်းလိုက်တယ်လို့နာကျင်စေမလဲဆိုတာကျွန်တော်တို့တတိမထားမိခဲ့ကြဘူးအမေကတော့သားသမီးရဲ့မျက်နှာကိုကြည့်ပြီးအမြဲတမ်းပြုံးပြနေတတ်တဲ့သူမို့သူတကယ်နာကျင်နေတာကိုကျွန်တော်တို့မသိချင်အောင်ဆောင်ခဲ့ကြတယ်တကယ်တော့အမေရဲ့မျက်ရည်ကိုမြင်ရတာလောက်အမေရဲ့မျက်လုံးထဲကမျက်ရည်တစ်စက်ကိုတွေးလိုက်ရတဲ့အချိန်ဟာသားသမီးတယောက်အတွက်တော့ငရဲကြသလိုခံစားရတဲ့အချိန်ပါပဲမိဘကိုနာကျင်အောင်လှုပ်ခဲ့မိတဲ့နောင်တဆိုတာဘာဆေးနဲ့မှလည်းကုလို့မရတဲ့ဝေဒနာတစ်မျိုးပါလူဘဝဆိုတာတိုတိုလေးပါအမေဟာကျွန်တော်တို့နဲ့ထာဝရရှိနေမှာမဟုတ်ပါဘူးအချိန်တွေကတိတ်မြန်လွန်းနေအမေရှိနေတော့မှအမေရဲ့လက်လေးကိုစုပ်ကိုင်ထားပါအမေကိုချစ်တယ်လို့ပြောပါအမေကိုနှွေးထွေးတဲ့အပြုံးတွေပေးပါသားသမီးတယောက်ရဲ့အကြီးမားဆုံးသောကြာရှုံမှုဟာအမေကိုဂုံယူဝင်ကြွားစွာပြုံးစေနိုင်ခြင်းပါ၏ဒါကြောင့်တင့်ရဲ့အမေကိုဘယ်တော့မှမနာကျင်စေပါနဲ့အမေရဲ့မျက်ရည်တွေကိုသူ့ပေးမဲ့လက်ပဲဖြစ်ပါစေမျက်ရည်ကျစီမဲ့အကြောင်းအရင်းတော့မဖြစ်ပါစေနဲ့လို့ပြောပါရစေကျွန်တော်ကတော့စာပေဘူးတုဒ္ဒလေးမျှဝေပေးနေသူကြောစာပေဖြစ်ပါတယ်